ဒီနေ့မှာတော့အမ်ဘာက3ရက်တင်တိုင်ရှိထိုးနည်းလေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်။3ရက်တင်တိုင်ရှိထိုးဖို့အတွက်အရင်ဆုံး slip knot လေးအရင်လုပ်မယ်နော်။ slip knot လုပ်ဖို့အတွက်ခြေကိုရှစ်ပြီးတော့ခွင်းလေးနော်လက်လေးဒီလိုကင်ခွင်းလေးဒီလိုလုပ်လိုက်။အဲ့ဒီခွင်းလေးမှာအကုတ်ထဲခြေဆွဲရ slip knot လေးရပြီနော်။ပြီးရင် chain ကို chain 15ခါထိုးမယ်နော်။တစ်ခါနှစ်ခါသုံးခါလေးငါး6ခွန်ရှစ်ကို15ကထိုးပြီးဆိုလို့ရှိရင်3ရက်တစ်တိုင်ရှိရလေဒီ chain 5ခါနဲ့ညီတယ်ပေါ့နော် chain 5ခါနဲ့ညီလို့6ပေါင်းမြောက်မှာစထိုးမယ်မထိုးခင်အရင်ဆုံးခြေကိုအမှ3ခါရရမယ်နော်3ရက်တစ်တိုင်ရှိဆိုတော့တစ်ခါနှစ်ခါ3ခါ3ခါရပြီးဆိုလို့ရှိရင်6ပေါင်းမြောက်မှာစထိုးမယ်နော်1 2 3 4 5ဒီမှာ6ပေါက်ဒီ6ပေါင်းမြောက်ထဲမှာအကုတ်ထဲမယ်ခြေကိုဆွဲယူလိုက်ပြီးရင်အပေါ်မှာကွင်းလေး5ကွင်းရှိ1ကွင်း2ကွင်း3ကွင်း4ကွင်း5ကွင်းရှိ5ကွင်းရှိအောင်2ကွင်းချင်းစီထုတ်မယ်နော်2ကွင်းကိုတစ်ခါထုတ်မယ်ခြေကိုဆွဲယူလာ2ကွင်း2ခါထုတ်မယ်ခြေကိုဆွဲယူလာ2ကွင်း3ခါထုတ်မယ်ခြေကိုဆွဲယူလာ2ကွင်း4ခါထုတ်မယ်3ရက်တစ်တိုင်ရှိမှာ2ကွင်း2ကွင်းစီနဲ့4ခါထုတ်မယ်နော်ပြီးရင်ဒါတတိုင်းရပါပြီပြီးလို့ရှိရင်ခြေကို3ခါရင့်မယ်ဒီပေါင်းနောက်သူ့ဘေးကပေါင်းမှာအကိုထဲခြေကိုဆွဲယူလာ2ကွင်းကြီးထုံးမယ်နော်2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါဆို2တိုင်ရပြီခြေ3ကရင့်မယ်သူ့ဘေးကပေါင်းမှာအကိုထဲခြေဆွဲယူလာ2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါခြေကိုအမှ3ခါရင့်မယ်ဘေးရပေါက်ထဲအကုတ်ထဲခြေဆွဲယူလာ2ကွင်းတစ်ခါထုတ်မယ်2ကွင်း2ခါထုတ်မယ်2ကွင်း3ခါ2ကွင်း4ခါအဲဆို4တိုင်ရပြီနော်ဒီတိုင်းလေးပဲဆက်ထိုးရမယ်နော်ခြေ3ခါရစ်သူဘေးရအပေါက်ထဲမှာအကုတ်ထဲခြေကိုဆွဲယူလာ2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါခြေကို3ခါရစ်မယ်ဘေးအပေါက်ထဲမှာအကုတ်ထဲခြေကိုဆွဲယူလာ2ကွင်းကြီးထုံးမယ်နော်2ကွင်းတစ်ခါထုံးမယ်2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါဒီတိုင်းလေးပဲအဆုံးထိရောက်တဲ့အထိထိုးရပြီမယ်နော်တစ်ခါထုံးမယ်2ခါ3ခါ4ခါအမှခြေ3ခါရစ်ခြေဆွဲယူလာ2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါခြေကို3ခါရစ်ပြီးရင်ပေါက်လေးတွေမှာထည့်ဆွဲယူလာ2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါ2ကွင်း4ခါ3ခါရစ်မယ်ဒါနောက်ဆုံးပေါက်နော်အကိုထည့်ခြေဆွဲယူမယ်တစ်ခါ2ခါ3ခါ4ခါအဲဆိုလို့ရှိရင်အမအချင်း15ခါထိုးရတဲ့အတွက်တိုင်က10တိုင်ရမယ်နော်ကြည့်1 2 3 4 5 6 9 10 10တိုင်ရပြီနော်ဒီတိုင်းလေးပဲဆက်ထိုးရရမယ်နော်နောက်တစ်တန်းထိုးခြင်းလည်းအဲ့လိုပဲချင်းကို9ခါအရင်ထိုးမှာပေါ့နောက်တစ်တန်းထိုးခြင်းရင်ချင်းကို9ခါအရင်ထိုးလိုက်1 2 3 4 5ခါထိုးဒီဘက်လှည့်ပြီးတော့ဒီအောက်ကအပေါက်လေးအတိုင်းပဲ sorry 3ခါရေးရမှာမှားပါတယ်အောက်ကထုတ်ခဲ့တဲ့အတိုင်းပဲ3ခါရေးနှစ်ပေါက်စီ4ခါထုတ်တဒန်းအောင်မတတိုင်းနှစ်တိုင်းလေးနှစ်တိုင်းနဲ့3တိုင်းတဲ့နဲ့3 4တိုင်းတဲ့နဲ့3 4 5တိုင်းတဲ့နဲ့3
6တိုင်းတဲ့နဲ့3 9တိုင်းအဲ့တိုင်ကိုထုတ်ရမယ်နော်နှစ်ပေါက်ချင်းစီတစ်ခါထုတ်မယ်10တိုင်း9တိုင်း10တိုင်းကဲအဲ့ဒါဒီလိုလေးရမယ်နော်ဒါက3ရက်1တိုင်းရှိပြီဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်